အားလုံးပဲမင်္ဂလာပါရှင်။ Che Audio Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်သမိုင်းရဆိုရင်လေးကတော့မိုးမင်းသမီးလေးမိတလတ်ထောရဲ့သမိုင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာ channel လေးကို like and subscribe နှိပ်ပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ခဲ့ပေးပါအောင်နော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါပြီ။ပထမဟန်တာရီခေတ်ကိုစတင်တည်ထောင်ခဲ့တဲ့တမလမင်းမှစပြီး18ဆက်မြောက်ဘရင်ဖြစ်တဲ့တိတရာဇမင်းလက်ထက်အထိဟန်တာဝရီပြည်မှာထေရဝါဒဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာကိုးကွယ်လာကြပါတယ်။ဒါပေမဲ့တိတရာဇဘရင်ကငယ်ရွယ်တဲ့လူငယ်ဘရင်ပြီးရှေးဘရင်တွေလိုဘာသာရေးကိုတိတ်အလေးမထားတာတော့မထူးဆန်းလှပါဘူး။ဒါကြောင့်ငယ်ရွယ်နှုပြိုတဲ့ဘရင်အုပ်ချုပ်တဲ့ဟန်တာဝတီမှာမိစ္ဆာဒိဋ္ဌိအယူဝါဒနဲ့မှိုင်းတိုက်ဖို့ရန်ဒိဋ္ဌိဂိုင်းဝင်များဟန်တာဝတီကိုရောက်ရှိလာကြပါတယ်။အစပိုင်းမှာတော့မိစ္ဆာဒိဋ္ဌိဂိုင်းနိကာယတွေကဘေးရဟောခြင်းရေရခြေခြင်းတို့နဲ့အတူဟန်တာဝတီသားများမမြင်ဘူးသေးတဲ့ထူးဆန်းအံ့ဖွယ်မော်ပညာတွေနဲ့အစွမ်းပြမြှူဆွဲကြပါတယ်။ဗုဒ္ဓဘာသာထက်မိစ္ဆာဒိဋ္ဌိအယူဝါဒကသာပိုပြီးမြင့်မြတ်ကြောင်းဟန်တာဝတီသားများကိုအမျိုးမျိုးသွေးဆောင်ဖျားယောင်းလာကြတာအချိန်တိုအတွင်းပြန့်နှံ့လာကြပါတယ်။ဒီလိုနဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒရဲ့တဲ့တင်ကနန်းတော်ထဲထိပြန့်နှံ့လာတဲ့အတွက်ဘုရင်ကဒိဋ္ဌိဂိုင်းချုပ်များကိုနန်းတော်ကိုဖိတ်ခေါ်လာပါတယ်။တိတရာဇဘုရင်ကဒိဋ္ဌိဂိုင်းချုပ်များကိုကိုးကွယ်တဲ့ဘာသာနဲ့သူတို့တက်အပ်တဲ့ပညာတွေကိုပြသခိုင်းရာဒီလိုအခွင့်အရေးမျိုးစောင့်ဆိုင်နေတဲ့မိစ္ဆာဒိဋ္ဌိတွေဟာမော်ပညာတွေနဲ့နန်းတွင်သားအလုံးရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။မိစ္ဆာဂိုင်းချုပ်ကြီးကသူတို့ဘာသာမှာလူသေးရင်လူပြန်ဖြစ်ကြောင်းလူမဖြစ်ရင်ပြမပုံသာဖြစ်ကြောင်းသူတို့အယူဝါဒမှာငရဲပြည်နဲ့အပယ်လေးပုံမရှိကြောင်းလက်တွေ့မကျတဲ့နတ်ပြည်ဆိုတာလည်းမရှိကြောင်းကံရဲ့အကျိုးလည်းမရှိကြောင်းမကောင်းမှုတစ်ခုဒါမှမဟုတ်အပြစ်တစ်ခုကျူးလွန်မိခဲ့ရင်အဲ့ဒီပြစ်မှုနဲ့ဆက်ဆက်တဲ့မန္တန်ဂါတာတွေကိုရွတ်လိုက်ရင်အပြစ်မှကင်းလွတ်ခွင့်ရှိမယ်ဖြစ်ကြောင်းနဲ့မိမိဘဝကိုမိမိသာပိုင်ဆိုင်တဲ့အတွက်မိမိစိတ်ဆန္ဒအတိုင်းပျော်ရွှင်အောင်နေဖို့သာဖြစ်ကြောင်းရှောက်တင်လာပါတယ်။ဘယင်ကြီးတို့ကိုးကွယ်ယုံကြည်တဲ့ဗုဒ္ဓဘာသာအယူဝါဒဟာဇေဒီပထိုးလို့ခေါ်တဲ့ဒီသက်မဲ့အုပ်ပုံကြီးတွေကိုထိုင်ကြော့နေခြင်းကဘယင်ကြီးပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေကိုဖြုံးတီးခြင်းနဲ့ဒီထက်အဓိပ္ပာယ်မရှိတဲ့လုပ်ရမျိုးလောကမှာမရှိကြောင်းဆိုပြီးတိတ္တရာဇဘယင်ကိုဘာသာရေးမှိုင်းတိုက်လိုက်ပါတယ်။တိတ္တရာဇမင်းလိုငယ်ရွယ်နှုပြိုပြီးအတွေ့အကြုံမရှိတဲ့ဘယင်မျိုးကိုယုံကြည်ချက်နဲ့အာရုံပြောင်းဖို့ဆိုတာဒိဋ္ဌိဂိုင်းချုပ်ကြီးလိုဝိုင်းရဲ့တဘာဝင်းရဲ့အကြံသမားတွေအတွက်တိတ်ခက်ခဲတဲ့အရာတော့မဟုတ်ပါဘူးဒီလိုနဲ့တိတ္တရာဇဘယင်လဲမိစ္ဆာဒိဋ္ဌိအယူဝါဒကိုနားယောင်ပြီးဗုဒ္ဓဘာသာကိုမကိုးကွယ်တော့ပဲမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ဗုဒ္ဓရုပ်ပွားတော်ကိုဟန်တာဝရီကနေဖယ်ရှားဖို့ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုဘယ်သူမှကိုးကွယ်ခွင့်မရှိတော့ကြောင်းဗုဒ္ဓရုပ်ပွားတော်အလုံးကိုလည်းနိစ္စရာရည်တွင်ရေကန်နဲ့မြစ်ချောင်များတဲ့ပြစ်ချဖယ်ရှားရမည်ဖြစ်ကြောင်းနဲ့တကယ်လို့ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီးအမိတ်တော်ကိုကျူးလွန်မှာကတေတံပေးရမည်ဖြစ်ကြောင်းပြင်းထန်တဲ့အမိတ်ကိုချမှတ်လိုက်ပါတယ်။ဒါကြောင့်မို့လို့တိုင်းသူပြည်သားတွေကဘရင်အမိတ်ကြောင့်ဖျားဆင်းနုတော်များဗုဒ္ဓရုပ်ပွားတော်တွေနဲ့ဆင်းနုတော်တွေကိုနိစ္စရာရည်တွင်ရေကန်မြစ်ချောင်တွေကိုပြစ်ချဖယ်ရှားရတဲ့အတွက်ဟန်တာဝရီမှာဗုဒ္ဓရုပ်ပွားတော်မရှိသလောက်ဖြစ်သွားပါတယ်။တမျိုးလုံးကဗုဒ္ဓဘာသာကိုမကိုးကွယ်ရဲကြပေမဲ့ပဲခူးမြင့်နဲ့မနီးမဝေးမှာရှိတဲ့အိမ်တအိမ်မှာတော့ဖျားရှိခိုးတန်စွန်းရည်ချမ်းကတ်တန်နဲ့မြစ်တာပိုးတဲ့အတန်တွေကိုအမြဲလိုခတ်တူတူကြားနေရပြီးသူမကတော့မိတလထောပဲဖြစ်ပါတယ်။ဘရင်အမေအရမိဘများတားမြစ်နေတဲ့ကြားကနေမိတလထောဟာဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်ပြီးကိုးကွယ်နေတဲ့အပြင်ဗုဒ္ဓရုပ်ပွားတော်ကိုလည်းအိမ်နောက်ဖေးရအခန်းငယ်လေးထဲမှာလျှို့ဝှက်ထားပြီးတိတ်တဆိတ်ကိုးကွယ်နေပါတယ်။တနေ့မှာတော့အပေါင်းဖော်များနဲ့ပဲခူးမြစ်ထဲရေချိုးနေတဲ့မိတလထောကရေထဲမျောပါလာတဲ့တစ်တာဗုဒ္ဓရုပ်ပွားတော်တဆူကိုဆယ်ယူပြီးတော့ကမ်းပေါ်မှာတင်လိုက်ပါတယ်။သူမရဲ့တငယ်ချင်းတွေဝိုင်းတားနေတဲ့ကြားကမိတလထောဟာရေအောက်ငုပ်ပြီးတော့ဗုဒ္ဓရုပ်ပွားတော်များကိုရှာဖွေကြည့်ရာနောက်ထပ်9ဆူကိုထပ်မံတွေ့ရှိသွားတဲ့အတွက်အိမ်မောကိုယူဆောင်လာခဲ့ပါတယ်။မိတလထောဟာဗုဒ္ဓရုပ်ပွားတော်ဆယ်ယူတဲ့တဲ့အချိန်တိုတွင်ပြန့်နှံ့လာတဲ့အတွက်နန်းတော်ထဲထိပေါက်ကြားလာပြီးဘရင်ကသူမကိုဖမ်းဆီးဖို့အမတ်တွေကိုဆေးလွှတ်လိုက်ပါတယ်။အမတ်တွေရောက်ရှိလာချိန်မှာသူမရဲ့မိဘတွေကသူမကိုဖမ်းဆီးဖို့ငိုယိုတောင်းပန်နေတဲ့မိတလထောကညစ်ပေနေတဲ့ရုပ်ပွားတော်တွေကိုစေကြောတန့်ဆင်နေပါတယ်။ဒီလိုနဲ့အဆောက်တပ်သားတွေထပ်မံရောက်ရှိလာတဲ့အခါမှာတော့မိတလထောကိုဖမ်းဆီးပြီးနန်းတော်ကိုခေါ်ဆောင်လာခဲ့ကြပါတယ်။တိတရာဇမင်းကမိတလထောကိုချမှတ်ထားတဲ့အမိန့်အတိုင်းဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ပြစ်မှုနဲ့တေတံပေးဖို့အတွက်ဆင်နဲ့နင်းသက်စေပါတယ်။မိတလထောမှလည်းမိမိမှာယေဒနာ၃ပါးမှလွဲပြီးအားကိုးစရာမရှိတော့တဲ့အတွက်တရဏဂုံ၃ပါးကိုသာအတန်ထွက်ရွတ်ဆိုနေချိန်မှာရှင်ကြီးကမိတလထောကိုမနှင်းရဲပဲအဝေးကိုထွက်ပြေးသွားပါတယ်။ဘရင်ကမိတလထောကိုကောက်ရိုးပုံနဲ့မိရှို့တတ်စီဆိုပြီးအမိတ်ပေးပြန်ရာထူးဆန်းစွာပဲ
မိရှို့လို့လည်းမလောင်ပြန်တဲ့အတွက်တိတ်တရာစမင်းဒေါသပိုပေါက်ကွဲကနောက်ဆုံးမှာတော့အရှင်လက်လက်မြေမြုပ်သက်စေလို့အမိန့်တော်မူလိုက်ပါတယ်ဒီအချိန်မှာမိသလထော်ကတေရရေကိုအလေးမထားပဲတရဏဂုံသုံးပါးကိုပွားများပြီးဗုဒ္ဓဘုရားရှင်ကိုအဋိဌံပြုဆုတောင်းနေချိန်မှာပဲဗုဒ္ဓရုပ်ပွားတော်များကောင်းငင်ဘဝကနေထူဆန့်အံ့ဖွယ်ကြွချီတော်မူလာပါတယ်ဘယင်တွေမူမှတ်တွေနဲ့လူပရိသတ်အားလုံးအံ့ဩမင်သက်သွားကြပြီးတိတ်တရာစဘယင်မှာတော့ဒူးထောက်ကျသွားကမိမိအပြစ်မှာမိမိအမှားတွေအတွက်ဝန်ချတောင်းပန်ပြီးရှ िख ိုးလိုက်ပါတယ်အဲ့ဒီအပြင်မိစ္ဆာဒိဋ္ဌိကိုင်းသားတွေကိုလည်းဟန်တာဝရီကနေချက်ချင်းနှင်ထုတ်လိုက်သလိုဟန်တာဝရီမှာဗုဒ္ဓဘာသာသာသနာအသစ်တဖန်ပြန်လဲထုံငါပြန့်ပွားအောင်အထုအလေးပေးဆောင်ရွက်လာပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်ကိုအသက်နဲ့လဲပြီးတော့ကိုးကွယ်သူမိသလထောကိုတော့တုတ်တဗတ္တာဒေဝီဆိုတဲ့ပွဲကိုအနှင်ပြီးမိဖုရားမြောင်လိုက်ပါတယ်နောက်ဆုံးအနေနဲ့မိုနိုဌာနီဟန်တာဝရီမှာမိသလထောဂျေဇုနဲ့မြတ်စွာဘုရားသာသနာတော်ပြန်လဲထုံငါလာခဲ့တာဒီနေ့အချိန်ထိပဲဖြစ်ပါတယ်ရှင်ကဲပရိသတ်ကြီးရေဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဘကူးသူလေးမွန်မင်းသမီးလေးမိသလထောရဲ့တမိုင်းရဆိုရင်လေးပဲဖြစ်ပါတယ်ရှင်ဇလန်းလေးကိုကြိုက်နှစ်သက်မယ်လို့လည်းထင်ပါတယ်နောက်ဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်